ကျွန်ုပ်သည်စိတ်ပြက်လျက်ကိုအထဲ၌နှလုံးကြေကွဲလျက်ရှိပါ၏ဆာလံ143ပိုက်ငယ်လေးသမင်တရေသည်ရေစီးသောချောင်းကိုတောင့်တတကဲ့သို့ကျွန်ုပ်၏ဝိညာဉ်သည်ကိုရောကိုတောင့်တပါသည်ဖေယဆာလံ42ပိုက်ငယ်1ကိုရောထံသို့လက်တို့ကိုဆန့်ပါ၏သွေးချောက်သောမြေကဲ့သို့ကျွန်ုပ်၏ဝိညာဉ်သည်ကိုရောကိုတောင့်တပါ၏ဆာလံ143ပိုက်ငယ်6ဂယုနာရောစကားတန်ကိုအလင်းအမြန်ကြားစေတော်မူပါကိုရော၌ကိုးစားပါ၏ကိုသွားရမည်လမ်းကိုသိစေတော်မူပါကိုရောကိုကျွန်ုပ်တသပါ၏ဆာလံ143ပိုက်ငယ်8အလိုတော်သို့လိုက်စေမည်အကြောင်းသွန်သင်တော်မူပါကိုရောသည်ကျွန်ုပ်၏ဖျားသခင်ဖြစ်တော်မူ၏ကောင်းမြတ်သောဝိညာဉ်တော်သည်ဖြောင့်သောလမ်း၌ကျွန်ုပ်ကိုသွေးဆောင်တော်မူပါစေသောအိုထာဝရဘုရားနာမတော်အတွက်ကြောင့်ကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါဖြောင့်မတ်တော်မူသည်နှင့်အညီကျွန်ုပ်၏ဝိညာဉ်ကိုဆင်းရဲဒုက္ခထဲကနှုတ်ယူတော်မူပါဆာလံ143ပိုက်ငယ်30လူ၌ဖြစ်တတ်သောစုံစမ်းနှောက်ယှက်ခြင်းကိုသာသင်တို့သည်ခံရကြ၏ဘုရားသခင်သည်သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍သင်တို့မခံနိုင်သောစုံစမ်းနှောက်ယှက်ခြင်းကိုသင်တို့၌ရောက်စိမ့်သောငါခွင့်ပေးတော်မမူသင်တို့သည်ခံနိုင်မည်အကြောင်းစုံစမ်းနှောက်ယှက်ခြင်းအရာနှင့်တကွထွတ်မြောက်သောလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်ကောရိန္သုဝရစာပရမဆောင်ခန်းကြီး30အငယ်73ငါညီအကိုတို့သင်တို့ဤယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်သီးခံခြင်းကိုပွားစေတတ်သည်ဟုသိမှတ်လျက်အထူးထူးအပြားပြားစုံစမ်းနှောက်ယှက်ခြင်းနှင့်တွေ့ကြုံသောအခါဝမ်းမြောက်စရာအကြောင်းတသက်ဖြစ်သည်ဟုမှတ်ကြလော့ရှင်ယာကုပ်ဩဝါဒစာခန်းကြီး1အငယ်2နဲ့3ထိုသို့အလို့ငါသင်သည်ယေရှုခရစ်ထံ၌ကောင်းသောစစ်သူရဲ့ကဲ့သို့ဆင်းရဲဒုက္ခကိုသီးခံလော့တိမောသေဩဝါဒစာဒုတိယဆောင်ခန်းကြီး2အငယ်3ကျေမွတ်သောသူတို့ကိုနှစ်သိမ့်စေ၍သူတို့၏အနာကိုကုတော်မူ၏ဆာလံ140ပိုက်ငယ်3ထာဝရဘုရားသည်ကြိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏နောင်တရှိ၍စိတ်နှိမ်ချသောသူတို့ကိုလည်းကဲ့တင်တော်မူ၏ဆာလံ34ပိုက်ငယ်18သင်တို့သည်ယခုခဏခံရ၍ဝမ်းနည်းတော်လဲအထက်ဆိုခဲ့ပြီးသောကျေးဇူးတော်ကိုထောက်၍ရွှင်လန်းသောစိတ်ရှိကြ၏ရှင်ပေတရုဩဝါဒစာပရမဆောင်ခန်းကြီး1အငယ်9ငါတို့အားပေါ်ထွန်းလက်တန့်သောဘုန်းတော်ကိုထောက်သောယခုမျက်မှောက်ကာလ၌ခံရသောဆင်းရဲဒုက္ခကိုပမာဏမပြုထိုက်ဟုငါသဘောရှိ၏ယောမဩဝါဒစာခန်းကြီး1အငယ်18ဘုရားသခင်အလိုတော်ကိုဆောင်ပြီးမှဂတိတော်အတိုင်းအကျိုးကိုရမည်အကြောင်းသိခံခြင်းစိတ်ရှိရမည်ဟေဘရဲဝါဒစာခန်းကြီး30အငယ်36ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ကောင်းကင်တမန်တော်တို့သည်တက်ချ၍ကယ်လွတ်တတ်ကြ၏ဆာလံ34ပိုက်ငယ်9ဘုရားသခင်စကားတော်ရှိသမျှသည်စင်ကြယ်၏ခိုလုံသောသူအပေါင်းတို့နှင့်ဘုရားသခင်သည်အကွယ်အကာဖြစ်တော်မူ၏သုတ်တန်30အငယ်9ထာဝရဘုရား၏နာမတော်သည်ခိုင်ခန့်သောရဲတိုက်ဖြစ်၍ဖြောင့်မတ်သောသူတို့သည်ပြေးဝင်သဖြင့်လုံခြုံစွာနေရကြ၏သုတ်တန်18အငယ်30ဘုရားသခင်သည်ငါတို့ခိုလုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏ဘေးရောက်သည့်ကာလအထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားလျက်ရှိ၏ဆာလံ46ပိုက်ငယ်1ထာဝရဘုရားသည်အိမ်ကိုစောက်တော်မူမူလင်စောက်သောသူတို့သည်အချင်းဤလှုပ်ဆောင်ကြ၏ထာဝရဘုရားသည်မြို့ကိုစောင့်တော်မူမူလင်ကင်းဆောင်တို့သည်အချင်းဤစောင့်ကြ၏ဆာလံ129ပိုက်ငယ်1မျက်ရည်ကြလျက်မြုပ်စိတ်ကျဲသောသူတို့သည်ရွှင်လန်းလျက်စပါးရိတ်ကြလိမ့်မည်မျက်ရည်ကြလျက်ကျဲရန်မြုပ်စိတ်ကိုဆောင်၍ထွက်သွားသောသူသည်ကောက်လိုင်းများကိုဆောင်လျက်ရွှင်လန်းသောစိတ်နှင့်အမှန်ပြန်လာလိမ့်မည်126ခုမြောက်သောဇာလံပိုက်ငယ်9နဲ့6